မိုးစလာကဒီကနေ့မှထုတ်ပြန်လိုက်တဲ့အရေးပေါ်မုန်တိုင်းသတင်းနဲ့သမိုင်းမှာအကြီးဆုံးရေကြီးမှုသတင်းကိုပြည်သူတွေကိုအရေးပေါ်အသိပေးတင်ဆက်ပါရစေ။ယနေ့မြန်မာစံတော်ချိန်10:30မိနစ်အချိန်တိုင်းထွာချက်များရတဲ့ကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လေးရှိတဲ့မကလာရေလက်ကြားနီမှာဖြစ်ပေါ်နေတဲ့အကောင်းတဲ့လေပြင်းနဲ့ရောင်ဟာတွေတတိတသာရွေလျာခြင်းမရှိဘဲပုံမအားကောင်းလာကမုန်တိုင်းငယ် depression ဖြစ်သူရောက်ရှိနိုင်တယ်လို့ခံမှန်းရပါတယ်တဲ့အဆိုပါအားကောင်းတဲ့လေပြင်းနဲ့ရောင်ရဲ့အရှိန်ကြောင့်မုတ်တမကွေမော်တလင်းသားကြီးကိုင်းရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံဖန်ရံကားမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးမှာဖြစ်ပါတယ်တဲ့မိုးသက်လေပြင်းကြာရောက်စဉ်မှာရေပြင်းမြေပြင်းလေဟာတနအီမှာ35မိုင်ထိတိုက်ခိုက်နိုင်ကြောင်းကြေညာထားပါတယ်။လှိုင်းမြင့်မှာမုတ်တမကွေမော်တလင်းသားကြီးကိုင်းရန်တရှောင်းမှာကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေမှ17ပေခန့်တည်ရှိနိုင်ကြောင်းမိုးစလာကဒီကနေ့မှာပြည်သူတွေကိုအရေးပေါ်အသိပေးလာပါတယ်။နောက်ထပ်ကတော့သမိုင်းမှာအကြီးဆုံးရေကြီးမှုပါ။အဲ့ဒါကတော့ထိုင်းနိုင်ငံတောင်ပိုင်းမှာဖြစ်ပေါ်နေပါတယ်။မြန်မာနိုင်ငံမှာလည်း2026ခုနှစ်ထဲမှာအခုလိုမျိုးထိုင်းနိုင်ငံမှာဖြစ်ပေါ်နေတဲ့ဟာလိုမျိုးရေကြီးမှုလိုမျိုးဖြစ်ပေါ်လာနိုင်တာဖြစ်တဲ့အတွက်ထိုင်းရဲ့ဒုက္ခရောက်နေတဲ့အခုအခြေအနေကိုအတူယူကြဖို့အတွက်တချို့သောပညာရှင်တွေကသုံးသပ်ဖော်ပြထားတာတွေလည်းရှိပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းမှာတော့တော်တော်လေးကိုဒါဒုက္ခရောက်နေကြပြီလေဖြစ်ပါတယ်။အထူးသဖြင့်တော့ထိုင်းနိုင်ငံတောင်ပိုင်းမှာလူ2သန်းလောက်ထိခိုက်မှုရှိခဲ့ပါပြီ။တကယ်မှကပ္ပမိုးလေဝသနဲ့ပတ်သက်တဲ့သတင်းဌာနကြီးတွေကလောလောဆယ်မှာသဘာဝအန္တရာယ်ရှိဆုံးဖြစ်ကြီးညာလိုက်တာဖြစ်ပြီးနှစ်ပေါင်း300အတွင်းအများဆုံးမိုးရွာသွန်းမှုအဲ့ဒီနေရာမှာဖြစ်ပွားခဲ့တယ်လို့ဆိုထားတာပါလူ2သန်းလောက်ကိုထိခိုက်မှုရှိသွားပါပြီညတိုင်းငရေချနေတယ်လို့မျိုးပြည်သူပေါင်းတန်းချီကအော်ဟစ်တန်းတွေကထိုင်းနိုင်ငံတနိုင်ငံလုံးရပါတယ်အင်မတန်ဒီနှစ်ဖွေရကောင်းလာပါတယ်မြန်မာပြည်သူသိန်းချီဟာလည်းအဲ့ဒီမှာရှိနေတာဖြစ်တဲ့အတွက်တော်တော်လေးကိုဒါပြည်သူတွေကစိတ်မကောင်းဖြစ်နေကြတာပါကဲဆယ်ရေးအဖွဲ့တွေစစ်တပ်တပ်ဖွဲ့ဝင်များနဲ့ဒေသမှာရှိတဲ့ agency တွေကိုဒေသတခြားပြုလုပ်နေခဲ့ပေမဲ့လုံလောက်မှုမရှိဘူးလို့ကြားသိရပါတယ်။လက်ရှိထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ပြည်နယ်10ခုမှာပြင်းထန်တဲ့ရေကြီးမှုတွေဖြစ်ပေါ်နေပြီးခရိုင်92ခုကျေးရွာပေါင်း4264ခုအိမ်ထောင်စုပေါင်း9,19858စုမှလူပေါင်း1.9သန်း2သန်းနီးပါးဟာရေကြီးမှုတန်းကိုခံယူနေရကြောင်းခန်းစားနေရကြောင်းကြားသိရပါတယ်ဗျာ။